အရာရာကိုမှန်မှန်ကန်ကန်မြင်တတ်လာဆရာတော်ကြီးတွေကတော့ဥပမာဘယ်လိုပေးတုံဆိုလို့ရှိရင်စဘာပင်နေမှာစဘာသီးသီးစဘာသီးထဲမှာအဆံပြည့်တဲ့စဘာနဲ့အဆံမပြည့်တဲ့စဘာနှစ်ခုရှိအဆံပြည့်တဲ့စဘာဟာငိုက်ကြလာအဆံမပြည့်တဲ့စဘာကြထောင်ထောင်နဲ့ပဲထဲထဲကြည့်လိုက်ရင်အဆံမပါဘူးသူအခွန်ကြီးအဲ့ဒီအခွန်နေကြီးဆိုရင်ပိုးထောင်တယ်အဆံပြည့်သွားရင်ငိုက်ကြသွားတယ်အဲ့ဒါဘာကိုသရုပ်ဖော်တာတုံးလို့ဆိုလို့ရှိရင်တရားကိုပိုသိရင်အလုံးကိုလေးစားထပ်သွားတယ်ဒီလိုဆိုလို့မာမနာပိုပြီးတော့နဲသွားတယ်လို့ပြောတာပညာရှိလာတဲ့ပုဂ္ဂိုလ်ကမာမနာပိုနဲသွားပညာရှိလို့မာမနာပိုတက်သွားတယ်ဆိုတာလုံလောက်အောင်ပညာမရှိလို့ပဲလို့ဒီလိုမှတ်အဆံပြည့်တဲ့စဘာသည်ငိုက်နေတယ်လို့ပဲငိုက်ကြသွားတယ်လို့ပဲပညာရှိတဲ့ပုဂ္ဂိုလ်ဟာအလုံးကိုလေးစားနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်အဆံမဲ့တဲ့စဘာသည်ထောင်ဖြစ်တယ်မတတ်တဲ့ပုဂ္ဂိုလ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာဆောင်ကြွားမာမနာတရားတွေတက်ကြွလာတတ်တယ်တဲ့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ကိုလေ့လာကျင့်သုံးတဲ့အခါမှာတကယ်တရားသိဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတော့ဆိုရင်ဥပမာမဲ့သောတာပန်ဖြစ်သွားပြီဆိုရင်သူ့ရဲ့စိတ်ဓာတ်ဟာဘယ်လိုရှိတော့သူသိတဲ့တရားဓမ္မတွေကိုတလောကလုံးသိစေခြင်းနဲ့စိတ်သူ့မှာရှိတယ်သို့တော့သူရှုပ်ဝဲချင်တာဘာလို့ဆိုရင်သူ့ရဲ့အည်ချင်းပဲသူ့ရဲ့အည်ချင်းကိုဘယ်လောက်ထိအောင်ရှုပ်ဝဲချင်တော့ဆိုရင်သူပိုင်တဲ့ရွှေအိုးလူမြင်မှာစိုးတယ်သူပိုင်တဲ့ယရနာရွှေအိုးလူမြင်မှာစိုးတယ်အေးအဲ့ဒါလို့မဟုတ်ဘဲနဲ့တပြားလှုပ်ချင်တဲ့ပုဂ္ဂိုလ်ကတော့ရွှေမစစ်လို့ပဲအဲ့ဒါလူတကာကိုပြချင်တယ်ဆိုရင်ရွှေမစစ်သေးဘူးလို့ပဲဒီလိုမှတ်အဲ့တော့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားနှစ်ခုရှိသူသိတဲ့တရားကိုတစ်ကမ္ဘာလုံးတစ်လောကလုံးလူတွေသိစေခြင်းနဲ့ဒါသူ့ရဲ့စိတ်သဘောထားသူ့ရဲ့အည်ချင်းကိုရွှေအိုးလိုဖွဲ့ထားခြင်းနဲ့သူ့လူကိုတော့ဖြစ်စေခြင်းနဲ့သို့မဟုတ်သူဒီအည်ချင်းတွေရှိပါတယ်ဆိုတာမပြအောင်ဒါပြောတာနော်အဲ့ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ပဲသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဆိုတော့အရိယာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကအဲ့တိုင်းရှိတယ်လို့ဒီလိုပြောတာအဲ့တော့အရိယာသူတော်စင်ဖြစ်သွားပြီဆိုလို့ရှိရင်တရားဓမ္မသိသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်အမူအရာနှုတ်အမူအရာသည်ဆောင်းကြွားမရှိဘဲနဲ့ငြိမ်သက်အေးချမ်းလာတဲ့အမူအရာရှိတယ်ဆိုတာဒါထင်ရှားတယ်အိန္ဒိယနိုင်ငံမှာတတိယသံဃာနာတင်တဲ့သီရိဓမ္မသောကမင်းကြီးတဲ့အသောကမင်းတရားလို့ခေါ်ကြအဲ့ဒီအသောကမင်းကြီးဟာဗုဒ္ဓဘာသာမဟုတ်ဘူးငကိုတော့နေ့စဉ်နဲ့အမျှဗြဟ္မဏတွေကိုပင့်ဖိတ်ပြီးတော့ကျွေးမွေးအခမ်းပြီးဗြဟ္မဏဘာသာဝင်တူပေါ့သို့တော့သူ့စိတ်ထဲမှာအစဉ်အလာရဗြဟ္မဏတွေကိုကိုးကွယ်နေရတော့လေစိတ်ထဲမှာမကျေနပ်ဘူး။ဘာဖြစ်လို့လဲဆိုရင်ဗြဟ္မဏတွေရဲ့အမူအရာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တည်ငြိမ်အေးဆေးမှုမရှိဘူးတဲ့စကားလဲပြောချင်ရပြောကြတယ်အမူအရာကငြိမ်သက်မှုမရှိဘူးတဲ့။အဲ့တော့လူမှကြည့်လိုက်လို့ရှိရင်တရားရတဲ့လူနဲ့တရားမရတဲ့လူကသိကွာတယ်နှုတ်ကိုထိမ့်သိမ့်မှုမရှိဘူးနှုတ်ထိမ့်သိမ့်မှုမရှိတာစိတ်ကိုထိမ့်သိမ့်မှုမရှိဘူးကိုယ်အမူအရာကိုထိမ့်သိမ့်မှုမရှိဘူးကိုယ်အမူအရာထိမ့်သိမ့်မှုမရှိတာလည်းပဲစိတ်ရဲ့ငြိမ်းချမ်းမှုမရှိလို့ပဲအဲ့ဒါလို့ကိုယ်အမူအရာငြိမ်သက်သွားတယ်နှုတ်အမူအရာငြိမ်သက်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒါတရားထုတရားမြတ်ရှိတယ်လို့အကဲခတ်လို့ရတယ်ပေါ့ဒီနေ့ကျတော့
နိဂျောဒသာမဏေဆို9နှစ်အရွယ်ကိုရင်လေးတစ်ပါး